အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ပိတ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခါကျွန်တော်တင်တဲ့ဗီဒီယိုကတော့ကလန်ဒါတွေရဲ့စင်ပြီးတဲ့ကဏ္ဍတွေကိုဘယ်လိုထပ်ကြလဲဆိုရင်တော့ကျွန်တော်အခုဗီဒီယိုကနေပြသပေးမှာပဲဖြစ်ပါတယ်အားလုံးပဲကြည့်ကြရအောင်အားကြတော့3-1ထွက်ပြီးတဲ့အခါကျတော့9-3-4-9-5-9-5-4-5-3-3-5-5ဒါဆိုရင်တော့ကျွန်တော်တို့ကဒီ4-5-9-3ဆိုပြီးတော့ဒီကဏ္ဍကို recommend ပေးပါတယ်ဒီအရှိပတ်ကြရင်ဒီ4-5-9-3ကိုအခွေအပူးနဲ့ကစားဒီ calendar မှာနည်းနည်းထူးခြားတာကတော့4-9-4-9ဒီမနေ့ညထွက်ပြီးတဲ့အခါတိုင်းနောက်တစ်ပတ်ကျရင်4-9-4-9ဆိုပြီးတော့ထွက်လာတတ်တဲ့သဘောဆိုပြီးပြခဲ့ပါတယ်ဒီဗီဒီယိုမှာလည်းကျွန်တော်က4-5-9-3ကို recommend ပေးပါတယ်ဒါမဲ့ဒီမှာကြတော့ကျွန်တော်ကဒီ8ထိပ်နဲ့8-2-8ခွန်ဆိုပြီးတော့ recommend ပေးထားပါတယ်เนาะဒါကြိုက်မှကစားကြပါဒီမှာကြတော့တပတ်လောက်ပြတ်ထားပါတယ်4-5-9-3ဒါကြတော့လေကစားဖို့လေတစ်တော်ပါတယ်ဘာကြောင့်လဲဆိုရင်တော့ရှေ့ဘက်ကလည်းကျွန်တော်က recommend ပေးတဲ့ကဏ္ဍက6-1-9ဆိုပြီး6-2နဲ့ထွက်ခဲ့တယ်เนาะဒီတစ်ပတ်မှာလည်းဆက်ပြီးတော့4-5-9-3နဲ့ကစားဖို့တိုက်တွန်းပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီ4-5-9-3အခွေမလုပ်တတ်ရင်တော့ကျွန်တော်ရဲ့ Messenger ကနေလာရောက်ဆက်သွယ်ပါဒီဗီဒီယိုကိုကြိုက်နေတတ်ရင် like and share လေးပေးတော့ခဲ့ပါအောင်เนาะ